အားလုံးပဲမင်္ဂလာပါခင်ဗျာကိုဘီ knowledge ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်မိတ်ဆွေများအသေးကွဲနေကြတာပါဗျအသေးကွဲတယ်ဆိုတာပြောလို့ပဲကောင်းတာပါတကယ်ခံစားရတဲ့အခါမှာတော်တော်လေးကိုစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာထိခိုက်ကြေကွဲရတဲ့ခံစားမှုမျိုးပါဒီခံစားချက်ကိုကျွန်တော်ကောင်းကောင်းနားလည်ပေးနိုင်ပါတယ်တစုံတစ်ယောက်ကကျွန်တော်တို့ရဲ့နှလုံးသားကိုနာကျင်စေတဲ့အခါဒါမှမဟုတ်ကျွန်တော်တို့ရဲ့ကောင်းမွန်နေတဲ့ဆက်ဆံရေးတွေဆုံးရှုံးသွားတဲ့အခါမှန်ပါတယ်ကျွန်တော်တို့တော်တော်လေးကိုထိခိုက်နာကျင်ရပါတယ်ဒါပေမဲ့လည်းဒီနာကျင်မှုတွေကိုကျွန်တော်တို့ရဲ့တစ်သက်လုံးဒါမှမဟုတ်အချိန်ကြာကြီးခံစားနေလို့မရပါဘူးကျွန်တော်တို့ရဲ့ရှေ့မှာရှင်တန်ရမယ့်နေ့ရက်တွေအတွက်လုပ်စရာရှိတာတွေဆက်လုပ်ရပါဦးမယ်ဒါကြောင့်နာကျင်ခံစားနေရတာတွေကိုဖြည်းဖြည်းချင်းလက်လွတ်နိုင်အောင်ကြိုးစားပြီးပျော်ရွှင်မှုတွေကိုပြန်လည်ကြိုဆိုလိုက်ရအောင်ပါတစုံတစ်ယောက်ကြောင့်တစုံတစ်ရာခံစားချက်မျိုးခံစားလာရတဲ့အခါတိုင်းကျွန်တော်နဲ့အတူဒီဗီဒီယိုကိုအဆုံးထိဖွင့်ထားပြီးလိုက်ရည်ရွတ်ကြည့်ပါကျွန်တော်တို့ရဲ့နှလုံးသားငြိမ်းချမ်းမှုနဲ့အေးချမ်းမှုတွေပြန်ရအောင်အခုပဲစလိုက်ကြရအောင်ပါပထမဦးဆုံးအနေနဲ့လောကမှာဘယ်အရာမှတည်မြဲခြင်းမရှိဘူးဆိုတဲ့အကြည့်လေးကိုနှလုံးသွင်းလိုက်ပါငါရဲ့ခံစားချက်တွေကိုလွတ်လပ်စွာခံစားခွင့်ပေးပါတယ်ငါနှလုံးသားထဲကနာကျင်မှုကိုကုသဖို့အချိန်တစ်ခုလိုအပ်တယ်ဆိုတာကိုငါနားလဲပါတယ်ငါခံစားနေရသမျှစိတ်ခံစားချက်တွေကိုထိန်းချုပ်နိုင်ပါတယ်ငါနှလုံးသားရဲ့ခါတီးမှုနဲ့နာကျင်မှုကနေလွတ်မြောက်မဲ့လမ်းကိုငါရွေးလိုက်ပါတယ်ဒီနေ့ကစပြီးပျော်ရွှင်မှုစိတ်ချမ်းသာမှုနဲ့လွတ်လပ်မှုကိုပဲငါရွေးချယ်လိုက်ပါတယ်ငါကိုခံစားရစေတဲ့တစုံတဦးကိုလက်လွတ်လိုက်ရတာဟာငါဘဝအတွက်ပိုကောင်းပါတယ်ငါကိုအကျိုးမဖြစ်စေတဲ့ဒီခံစားချက်တွေနဲ့အတွေးတွေကိုငါဒီနေ့ကစပြီးစွန့်လွတ်လိုက်ပါတယ်ငါကိုထိခိုက်စေခဲ့တဲ့လူတွေကိုငါဘဝထဲကနေစွန့်လွတ်လိုက်ပါတယ်ငါကိုနာကျင်စေခဲ့တဲ့ဆက်ဆံရေးတွေကိုလည်းငါစွန့်လွတ်လိုက်ပါတယ်ငါရဲ့ကြောက်ရွံ့မှုစိုးရိမ်ပူပန်မှုနဲ့တန်တရားပူလောင်မှုတွေကိုငါအပြီးတိုင်စွန့်လွတ်လိုက်ပါတယ်ငါကိုငါတနာစိတ်နဲ့တန်တရားတွေကနေလွတ်မြောက်နေပြီလို့ခံစားရပါတယ်ဘယ်အရာကိုမဆိုငါအလွယ်တကူကြော်လွှားနိုင်ပါတယ်ငါကိုနာကျင်စေခဲ့တဲ့လူတွေကိုလည်းငါခွင့်လွှတ်ပါတယ်ငါကိုလက်လွတ်လိုက်တဲ့အတွက်လည်းငါခွင့်လွှတ်ပါတယ်ငါကိုလက်လွတ်လိုက်တဲ့အတွက်လည်းငါခွင့်လွှတ်ပါတယ်ခွင့်လွှတ်ခြင်းနဲ့ငြိမ်းချမ်းမှုကို
ပြန်လဲခံစားနေရပြီမို့အရာအလုံးကိုငါခွင့်လွှတ်ပါတယ်ငါဟာစိတ်ချမ်းသာပြီးပြန်လဲတောက်ပဖို့အစဉ်သင့်ဖြစ်နေပါပြီငါဘဝအတွက်ပုံမြင့်တဲ့နေရာကိုတက်လန်းဖို့ကိုလည်းပြန်လဲပြင်ဆင်နေပါပြီငါရဲ့အသေးကွဲတယ်ဆိုတဲ့ခံစားချက်ကြီးကိုလည်းဖြည်းဖြည်းချင်းပဲကုစားလို့ရနေပါပြီဘာပဲဖြစ်ဖြစ်ငါရဲ့စိတ်တွေပြန်လဲကောင်းမွန်လာမယ်လို့ငါယုံကြည်တယ်ဘဝလောကဓာတ်တွေဆိုတာဤမျိုးမျိုးနဲ့ငါတွေ့ကြုံနေရအောင်မှာပါပဲပြန်လဲမွေးဖွားလာမဲ့ငါရဲ့စိတ်တစ်လူတစ်ကိုလည်းကြိုဆိုပါတယ်ပိုကောင်းတဲ့အရာတွေအားလုံးငါစီကိုရောက်လာနေပါပြီငါဘဝရဲ့စာမျက်နှာအသစ်တွေကိုအကောင်းမြင်စိတ်နဲ့ပဲဖြတ်သန်းနေပါတယ်ငါဘဝရဲ့ပူတောက်ပစေမဲ့အရာတွေကိုပဲအာရုံစိုက်နေပါတယ်ငါတကယ်ခံစားထိုက်တဲ့ကောင်းမွန်တဲ့အရာတွေအားလုံးငါစီကိုရောက်လာနေပါတယ်ဒီကဘာကြီးမှာငါအတွက်စစ်မှန်တဲ့ချစ်ရှိတယ်ဆိုတာကိုငါယုံကြည်ပါတယ်စစ်မှန်တဲ့အချစ်စစ်မှန်တဲ့မေတ္တာတရားတွေကိုငါခံစားဖို့ထိုက်တန်ပါတယ်လူတွေနဲ့လည်းကောင်းမွန်တဲ့ဆက်ဆံရေးရှိဖို့ငါကြိုးစားနေပါတယ်ချစ်ချင်းမေတ္တာနဲ့ဂရုစိုက်မှုတွေကိုငါခံစားရဖို့ထိုက်တန်ပါတယ်ငါကိုငါဂရုစိုက်မယ်ငါကိုငါပူချစ်သွားပါမယ်ငါကိုငါပူချစ်ပြီးပူဂရုစိုက်မယ်လို့လည်းဂတိပေးပါတယ်ငါဟာလူတွေရဲ့တန်ဖိုးထားခြင်းနဲ့ထိုက်တန်တဲ့သူတစ်ယောက်ပါငါဟာဒီလောကကြီးအတွက်အရေးပါသူတစ်ယောက်ပါငါဘဝရဲ့တန်ဖိုးကိုပုံမြင့်အောင်ကြိုးစားနေပါတယ်ငါဘဝရဲ့တန်ဖိုးကိုပုံမြင့်အောင်ကြိုးစားနေပါတယ်ဘယ်သူမှမရှိလဲငါတယောက်တည်းတောက်ပအောင်ကြိုးစားနိုင်ပါတယ်အကောင်းဆုံးတွေပဲဖြစ်အောင်ငါစိတ်ဓာတ်ကိုအမြဲတက်ကြွအောင်ထားပါမယ်ငါရဲ့ကျမ်းမာရေးကိုလည်းငါဦးစားပေးပြီးဂရုစိုက်ပါတယ်ငါအတွက်ကျမ်းမာတဲ့အလေးကျင့်ကောင်းတွေကိုငါစူးစမ်းလုပ်နေပါတယ်ငါဟာလာပတဲ့သူပါငါဟာဆွဲဆောင်မှုရှိသူတစ်ယောက်ပါင
ငါမှာဆွဲဆောင်မှုရှိတဲ့ကိုရည်ကိုသွေးလည်းရှိပါတယ်ငါဟာစိတ်ဓာတ်ခိုင်မာပြီးစွမ်းအားရှိသူပါငါဟာအောင်မြင်နေတဲ့သူပါငါဟာကျမ်းမာတဲ့လူသားတစ်ယောက်ပါကျမ်းမာတဲ့အစားအစာနဲ့ positive ဆန်တဲ့အတွေးတွေနဲ့ငါ့ကိုယ်ငါပြုစုဖြိုးထောင်နေပါတယ်ငါ့ကိုယ်ငါကျင်နာစွာဆက်ဆံပါတယ်ငါနှလုံးသားနဲ့စိတ်ဟာငြိမ်းချမ်းနေပါတယ်ငါနှလုံးသားဟာလည်းမေတ္တာတရားကျင်နာမှုတွေနဲ့ပြည့်နေပါတယ်အပြုသဘောဆောင်တဲ့လူတွေကိုလည်းငါဘဝထဲကိုကြိုဆိုပါတယ်ငါကိုအားပေးပြီးဘဝကိုမြင့်တင်ပေးတဲ့လူတွေငါအနားမှာရှိနေပါတယ်ငါကိုယ်ပိုင်လှပတဲ့အတွေ့အကြုံတစ်တွေကိုငါကိုယ်တိုင်ဖန်တီးမှာဖြစ်ပါတယ်အခုလက်ရှိလဲအကောင်းဆုံးသောဘဝမှာငါနေထိုင်နေပါတယ်ဒီကဘာကြီးဟာငါအတွက်ပါငါကဘာထဲမှာအရာအလုံးပြန်လဲကောင်းမွန်နေပါပြီငါမှာရှိတဲ့အရာအလုံးအတွက်လည်းငါကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးဟာမိမိတို့ရဲ့စိတ်ထဲကိုအမှန်တကယ်ပဲအေးချမ်းတယ်ဆိုရင် comment မှာ yes လို့မှတ်ခဲ့ပေးပါအောင်ခင်ဗျာအားလုံးပဲဘဝအမောတွေပြည့်ပြောင်းနိုင်ကြပါစေ